တို့မုံမြတ်ဖြူစင်အသင်းကနေပြီးတော့မှရင်မြုပ်တဲ့နေရာတွေလိုက်လံပြသတာဖြစ်ပါတယ်ကျွန်တော်တို့နဲ့အတူတူလိုက်လံကြည့်ရှုပေးဖို့ကျွန်တော်ဒီဘက်ပြည်သူများကိုမြစ်တဲ့ရက်ကမှာဒီလိုပြပေးရလဲပဲကျွန်တော်တို့ကပြည်သူတွေကိုသိစေကျွန်တော်တို့ပါကျွန်တော်တို့ရောက်ဒီမှာရေဘလောက်တောင်နှင်းမြုပ်နေပါပြီဘလောက်အခက်အခဲဖြစ်နေပါတယ်ဆိုတော့ပြပေးခြင်းတစ်မျိုးတည်းကရတယ်ဘာမှမတိုက်ဘူးဒါကျွန်တော်တို့လက်ရှိအများကြီးမျိုးရဲ့ဒီအနေအထားဖြစ်ပါတယ်ကျွန်တော်တို့ဒီတောင်းရင်မြေရဒါပေမဲ့ကျွန်တော်တို့အောက်ဘက်နဲ့တော့မတူဘူးကအောက်ဘက်မှာကျတော့ရက်20တလကြီးကစိန်နေတာဒီမှာကျတော့ကြီးကတနာရီလောက်တော်သေးမို့ကျွန်တော်24နာရီလောက်ဆိုရင်သူကအကြလည်းမြန်တယ်အတက်လည်းမြန်ပါတယ်တောင်းရင်မြေရတော့ဓာတ်တိုင်ဓာတ်တိုင်တိုက်ထိမယ်အေးရခဏလေးနောက်ပြလာမှာနော်ပြလာမှာကျွန်တော်တို့ညတော့ရေဘေးနှိုးစော်တော့ကျွန်တော်ဒီနေရာမှာကားနဲ့သွားလို့ရသေးတယ်အခုနေရာတိုင်းမှာပဲဒီနေရာမှာရေတွေတက်လာတယ်ရတယ်မိုက်ရတော့ရှေ့ပဲနော်ဟာဒီကျောင်းရဲ့ဥဒါကတော့မြုပ်သွားပါဗျကျောင်းရဲ့ချက်စီးကတော့မြုပ်သွားဒါကျွန်တော်တို့စာသင်ကျောင်းကအုပ်တိုင်းမြုပ်သွားပါပြီအဲ့ဒီအုပ်တိုင်းကလူတရက်လွတ်တဲ့အုပ်တိုင်းပဲဗျအခုမြုပ်သွားပါပြီဟုတ်ကဲ့ဘာပွင့်လဲဒါကျွန်တော်တို့အမှတ်1ရက်ကွက်ထဲရောက်ရှိလာတာဖြစ်ပါတယ်ကျွန်တော်ပြောချင်တာတော့အနေပိုင်းမှာနေတဲ့မိဘပြည်သူတွေအကြောင်းအမျိုးမျိုးကြောင့်အခက်အခဲရှိလို့ရှိရင်ကျွန်တော်တို့ဖုန်းနံပါတ်တွေလည်းရှိပါတယ်သက်ဆိုင်ရာရက်ကွက်တွေမှာလည်းပဲကျွန်တော်တို့တာဝန်ရှိလူချင်းများများအသင့်ကျွန်တော်တို့ဆက်လေတွေလူတွေကျွန်တော်တို့အသင့်ဆောင်ဆိုင်နေတာဖြစ်ပါတယ်မိမိတို့ဖုန်းဆက်လိုက်ပါအခက်အခဲရှိနေလို့ရှိရင်ကျွန်တော်သက်ဆိုင်ရာတာဝန်ရှိလူချင်းများများကလာရောက်ကူညီပေးဖို့အသင့်ရှိပါတယ်မိမိတို့အိမ်ထဲမှာကြောင်းအမျိုးမျိုးကြောင့်အခက်အခဲဖြစ်နေတယ်သွားဖို့လာဖို့ဒုက္ခရောက်တယ်ဆိုလို့ရှိရင်ဖုန်းဆက်လိုက်ပါကျွန်တော်နီးစပ်ရာရက်ကွက်ရုံတိုင်းမှာအစင်းသင်းရှိပါတယ်ကတာဝန်ရှိဒီအောက်ကနေဘာလို့ဆူတက်နေအေးမင်းဆူတက်နေနော်ဒီမှာဒီနေရာလေးဆိုတာအောက်ကနေဆူတက်နေမှာရေးတာဘယ်ကနေဆူလဲတော့မသိဘူးလမ်းကြားရင်းမြောင်းဖို့လမ်းကျွန်တော်တို့ဒီကြည့်ရှုကြနေဆိုတော့ကျွန်တော်မုံမြတ်ဖြူစင်လူမှုကူညီတော့ပရိုက်တာအဖွဲ့ကလိုက်ကူညီပေးတာဖြစ်ပါတယ်ကျွန်တော်တို့နဲ့အတူတူကျွန်တော်မိဘပြည်သူများအိုင်လန်ကြည့်ရှုပေးပါဘယ်နေရာမှာရေမြုပ်နေလဲအဲ့တော့ဘလောက်ရေရရှိလဲဆိုတော့ကျွန်တော်စောစောပြောလို့ပါကျွန်တော်မြောက်တွေမြေရအတက်လည်းမြန်တယ်အကြာလည်းမြန်ပါတယ်ကျွန်တော်ဟိုအကြာကြီးတော့မစိမ့်နေပါဘူးခဏကြီးကလမ်းမလောက်ပဲဆက်သွားတယ်ကြာတော့ကြာတယ်ဒါဒီအိမ်နဲ့ဆိုရင်ဆက်နေဖို့မသင့်တော့ဘူးနော်ဒါညကြလို့ချင်းတကယ်လို့တက်လာရင်ဖက်ပြီးရှိတော့ဟုတ်တော့ဗောညာမမြင်တဲ့အတိုင်းပါပဲဒီအိမ်နဲ့ဆိုရင်လူတွေလုံးဝဆက်နေဖို့မသင့်တော့ပါဘူးဘာကြောင့်လဲဆိုတော့လူတွေဆက်နေလို့မသင့်တော့ပါဘူးဒီမှာမြင်တဲ့အတိုင်းပဲဒီအိမ်မျိုးတွေမှာဆိုရင်ဒါလူကလုံးဝဆက်နေဖို့မသင့်တော့ဘူးဘာကြောင့်ဆိုတော့ဟိုတကယ်ကိုရေကတထောင်တက်လာလို့ရှိရင်သွားဖို့လာဖို့အခက်ခဲ
ရှိပါတယ်ခင်ဗျအဲ့တော့မိမိတို့မိသားစုတွေသွားဖို့လာဖို့အခက်အခဲရှိရင်ကျွန်တော်တို့ဖုန်းနံပါတ်တွေရှိပါတယ်ဆက်သွယ်ပါကျွန်တော်တို့သက်ဆိုင်ရာအုပ်ချုပ်ရေးပိုင်းနဲ့ချိတ်ဆက်ပြီးတော့မှလူလှုပ်ပြီးတော့မှကူညီပေးမှာဖြစ်ပါတယ်ဒီလို Wi-Fi ကြိုးတွေကတစ်ခါတခါကြာရင်ညဘက်ကျွန်တော်တို့အချိန်မတော်မှာသွားလာတဲ့ခါကျတော့ပဲဒီလိုမျိုးကြိုးတွေကဟို level တွေပတ်ထားမျိုးပါမျိုးအန်တယ်များပါတယ်ခင်ဗျတတိထားဖို့အမရေဆက်တက်လာလို့ရှိရင်ဖုံးဆက်ပြီးကူညီတောင်းတော့အမရက်ကွက်မှာကျွန်တော်တို့ဟုတ်ကဲ့ဒါအခုမြင်တဲ့အတိုင်းပါပဲဒီအိမ်နေဆိုလို့ရှိရင်ဒီမှာ 所以这压力啦，哦，不啦，也贵嘛， ဒီမှာရေတွေကတော့ဒီမှာဒီအိမ်နေဆိုရင်ဒီမှာဒီလိုမျိုး Wi-Fi ကြိုးတွေကျွန်တော်တတိထားရပါမယ် level ကိုပတ်ပြီးတော့မှနောက်ပလက်လန်ကျနိုင်ပါလားခင်ဗျဒီအမနေတဲ့မှာပဲအိမ်ရှင်မနေဘူးเนาะဟုတ်တယ်ဒီဘက်တော့အဲ့စိတ်နေဒီပဲ မှာဒီအိမ်နေဆိုရင်ဟိုဘက်ကအိမ်နေဆိုရင်မြောက်ကုန်ပြီဒီမှာတင်နေရတယ်မြောက်ကုန်ပါပြီဟိုမှာလိုက်ပြီးတော့မှကဲဆယ်ရေးပွဲတွေကဲတင်နေတာဖြစ်ပါတယ်ကဲဆယ်ရဲဆိုတော့ဗျာကျွန်တော်တို့တချို့ကလည်းမိသားစုတွေကနေလို့ရတယ်ဆိုနေနဲ့ရက်တက်လာတော့ပိတ်မိနေတာအဲ့ဒါကားလားအိုးဟောဒါဒီရှင်းမှာပတ်ထူနဲ့ဟိုမြင်နေရတာကားတဲ့ဘယ်သူကားလဲတော့မသိဘူးတွားပြီးကားကတော့သုံးလို့မရတော့ဘူးထင်ပါတယ်ဟောဒါဒီဥစ္စာဒါ high jet ကားတဲ့ဘယ်သူကားလဲတော့မသိဘူးဗျဒါကားတဲ့ high jet ကားhigh jet ကားဒီလုတ်တော့ပါမယ်ဗျာဒီမှာရေတွေကတော့ဒီလိုဒီမှာဒီအိမ်ဆိုလို့ရှိရင်ဒါမြုပ်သွားပါပြီဒီမှာအကောင်မိုးပေါ်မှာခုသားလေးတစ်ကောင်နဲ့ခုကြည့်တယ်ဟုတ်ကဲ့ဘာအိမ်မျိုးတော့မှာတော့အိမ်မျိုးတော့မှာဝယ်ဒီယေတော်စီตายကွာตายရတယ်ကွာตายရတယ်ဒါဒီအိမ်မျိုးတွေဆိုရင်တော့တကယ်တမ်းဆိုရင်တော့ဆက်နေဖို့မတင်တော့ပါဘူးဟိုမှာတောင်းရင်ချောင်းဟုတ်တယ်ဒီမှာဒီနေရာလေးဆိုလို့ရှိရင်တကယ်ဒီနေရာမှာကျွန်တော်တို့မနေတင်တော့ပါဘူးဒီနေရာမှာနေတဲ့ကျွန်တော်တို့မိဘပြည်သူတွေများမနေတင်တော့ပါဘူး